one way automate နဲ့ဆက်စက္ကန့်အတွင်းဘယ်လောက်ဝေသွားနိုင်မလဲဆိုတာကိုကြည့်အောင်မော်တော်ဝေးအတွင်းနဲ့ခရီးနေတဲ့အချိန်မှာ scale 1နဲ့အချိန်တင်ပြီးတော့ scale 2နဲ့အချိန်ချိုးလို့ရပါမယ်ပေါ်လန်းနေအလဲလန်းအောင်ဆင်းတာအောက်လန်းရဲ့မြေပုံပြင်မှာရောက်သွားတယ်ဟာ What the hell ဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ global server ရဲ့နောက်လာမယ့် season 16မှာထွက်ရှိလာမယ့် hero ၄ကောင်အကြောင်းကိုမိတ်ဆက်ပေးခြင်းပါတယ်ပထမဆုံးတစ်ကောင်ကအားလုံးပဲသိကြတဲ့အတိုင်း Sona က one way ပဲဖြစ်ပြီးတော့ဒုတိယမြောက်တစ်ကောင်ကတော့ Hody တက် hero room မှာ Twin Shan ပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ကောင်ကြီးမသွားခင် Twin Shan ရဲ့ scale လေးတွေကိုချက်လောက်ကြည့်လိုက်ရအောင်ပါ Twin Shan ရဲ့ passive ကတော့ပုံမှန်အချိန်မှာ basic တက်ကအနီးခုတ်ဆိုပေမဲ့ Ally hero တောင်းမို့ Ally Tower ဘောမနေအချိန်မှာတော့အမြောက်လေးမျိုးချိန်ပြီးစော်ရတဲ့အဝေးပြေ basic တက်ဖြစ်သွားပါမယ် scale 1ကတော့ Ally hero တောင်းမို့ Ally Tower ဘောမဘေးရဲ့ scale ဖြစ်ပြီးတော့ဘောမနေအချိန်ကာလအတော်တွင်းမှာအဆိုပါ Ally hero မဟုတ် Tower ရှိမှာဖြစ်ပြီးတော့ Twin Shan အနေနဲ့လည်းခဲနဲ့လှမ်းပေါက်လို့ရတဲ့အဝေးပြေ basic တက်ရရှိမှာပါ scale 1ရဲ့အားသာချက်တစ်ခုကတော့အခုလိုမျိုးသွေးရုံနေတဲ့ Tower ပေါ်တက်ပြီးတော့ခီးပေးလို့ရတာပဲဖြစ်ပါတယ် scale 2ကတော့ enemy ကိုပြေးမှပြီးတော့နောက်ကိုပြစ်ပေါက်ချတဲ့ scale ပဲဖြစ်ပြီးတော့ပြစ်ပေါက်ချတဲ့နေရာမှာ enemy နောက်တစ်ကောင်ရှိနေတော့နှစ်ကောင်လုံး knock မိမှာဖြစ်ပါတယ်နောက်ဆုံး ultimate ကတော့ကြောက်သားတိုင်းကာကြီးနဲ့မြေပြင်ပေါ်ရိုက်ချလိုက်တဲ့ CC scale အကြီးစားပဲဖြစ်ပြီးတော့အနားကရက်က enemy ကိုတွန်းထုတ်ပြီးတော့အဝေးက enemy ကိုတော့ knock ပေးသွားမယ် CC scale အကြီးစားပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ hero တင်မထုတ်လို့ပြင်းနေတဲ့တဲ့ Roma player တို့အားရစေမဲ့ hero ကောင်တစ်ကောင်ဖြစ်လာမယ်လို့မြင်မိပါတယ်သုံးကောင်များကတော့အထာအကျဆုံး poster နဲ့ follow bone assassin ပဲဖြစ်ပြီးတော့ follow bone ထုံးတဲ့အတိုင်း scale 1ကတော့ flow set စုတဲ့ scale ပဲဖြစ်ပါတယ် scale 2ကတော့ရိုးတာမှန်ချေလေးမှာနေရန်ကျော်လို့ရတဲ့ dash အသေးစားလေးဆိုပေမဲ့လည်း scale 2စကွင်းထဲမှာ enemy unit ရှိရင်တော့ဒီလိုမျိုးလက်မထားနဲ့ရွှီဆိုရင်ဝင်ကုန်မှာပါတစ်ခေါက်ကုတ်တိုင်းမှာသွေးတစ်ခါတောက်မှာဖြစ်တဲ့အတွက် sustain နဲ့ပါတဲ့ scale မျိုးပါ flow set အပြည့်နဲ့ scale 2ကိုစရိုက်3က3တဲ့အခါမှာဆိုရင်လည်းဒုတိယအခေါက်မှာပထမဆုံးတစ်ချက်ကိုပုံနာအောင်လုပ်ပေးထားပြီးတော့တတိယအခေါက်မှာနောက်ဆုံးတစ်ချက်ကိုပုံနာအောင်လုပ်ပေးထားတဲ့အပြင်ကိုမှာ enemy ရော့နေတဲ့သွေးရဲ့ 10% မှမူတည်ပြီးတော့ damage ထပ်ပေါင်းမှဖြစ်တဲ့အတွက် execute လို့ကောင်းစင်မှာပါနောက်ဆုံးနဲ့အလန်းဆုံး automate ကတော့ချိန်ထားတဲ့နေရာကိုလှမ်းခုန်ကုတ်တဲ့ blink scale အကြီးစားပဲဖြစ်ပြီးတော့အဲ့လိုလှမ်းကုတ်တဲ့အချိန်မှာကိုက immune ဖြစ်နေမှာဖြစ်ပြီးတော့ကုတ်ခံရတဲ့ enemy ကိုတော့ damage နဲ့ crowd ကိုလုပ်ပေးမှဖြစ်တဲ့အတွက်အထာတော်ကျတဲ့ scale ပါ၄ကောင်မြောက်ကတော့ follow one support ပဲဖြစ်ပြီးတော့ထုံးစံတိုင်း scale 1တော့ follow set စုတဲ့ scale ပါ scale 2ကတော့ကိုနဲ့အတူဘေးရအားလာတွေကို symbol တင်မှဖြစ်ပြီးတော့ symbol မှာရနေတဲ့သူတွေကတော့ shield အပေါ်ဆောင် damage နဲ့အပေါ်ဆောင် range တို့ကိုရရှိမှာဖြစ်ပါတယ် follow set ပြည့်တဲ့ scale 2ကိုစရိုက်3က3ရင်လည်းစင်ဟာပူမြင်လာမှာဖြစ်ပြီးတော့တစ်ခေါက်ချင်းစီမှာ shield ပို့ထူ damage ပို့များ range ပို့ချလာမှာဖြစ်ပါတယ်နောက်ဆုံး ultimate ကတော့ sound TV တချင်းဆိုပြရဖြစ်ပြီးတော့ sound TV ကထွက်လာတဲ့အတန်လိုင်းတွေဟာကိုနဲ့ ally hero တွေကို heal ပေးမှာဖြစ်ပြီးတော့ enemy hero တွေကို direct damage ပေးမှာဖြစ်ပါတယ်အဆိုပါအတန်လိုင်းတွေဟာနေရာနဲ့တိုက်ရင်ကိုပြီးတော့ပဲ့တင်ထက်အောင်မှာဖြစ်တဲ့အတွက် scale ကစားလွဲသွားရင်တော့ကိစ္စမရှိမဲ့ scale မျိုးပါဒါတင်မကသေးပဲ follow one support ရဲ့ 1000 line ultimate ဟာလမ်းချောင်းရင်းမှာသုံးလို့ရမှာဖြစ်တဲ့အတွက် spam ကပြောဖို့ကောင်းဆုံး spam တစ်ခွက်ဖြစ်လာမှာပါဒီနေ့ဗီဒီယိုဒီလောက်ပါပဲနောက်နေ့တွေမှာလည်းလာမယ့် update နဲ့ပတ်သက်တဲ့သတင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် follow and subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော်